ကျမကတော့ Nazareth ကလာရောင်ကိုကျော်ရဲ့အမေဒေါ်စွန်လက်ဝင်နေဖြစ်ပါတယ်ရှင်။အရင်ကတည်းကကျမရဲ့သားကြီးကဒီ SKD ရဲ့ branch တစ်ခုဖြစ်တဲ့နေပြည်တော်က NISA မှာနေခဲ့တာပေါ့။သူက NISA မှာဟို Nazareth ကတည်းကနေခဲ့တာအခုဆိုတော့တသားကဒီရန်ကုန်ကိုပြောင်းလာတဲ့အခါကျတော့ year 6ပေါ့။တသားရန်ကုန်ကိုပြောင်းလာတဲ့အခါကျတော့ငငယ်လေးကိုလည်းလူလူကိုလည်းဒီနီးတဲ့ဒီ SKD မှာပဲပြန်လာပြီးတော့ join ပြတာပေါ့နော်အဲ့လို join ပြခြင်းအကြောင်းရင်းကလည်းအကြောင်းပေါ်မှာရှိတဲ့ယုံကြည်မှုကအခုမှမဟုတ်ဘူးအရင်သားကြီးကလေးကရှိခဲ့တာပေါ့နော်သူ့ရဲ့တိုးတက်မှုတွေသားကြီးကအေးအေးဆေးဆေးနဲ့ကလေးကိုတောင်မှအကြောင်းကရအောင်ဆွဲခေါ်ခဲ့တာပေါ့နော်အခုသားငယ်လေးလူကြတော့အရန် hyper active ဆိုတဲ့အခါကျတော့စိတ်နည်းနည်းအပူတာမျိုးရှိတာပေါ့နော်အရန် hyper active ဖြစ်တော့အတန်းထဲမှာအရန်စွာနေမလားဘလို့တွေများလုပ်နေမလဲဆိုပြီးတော့စိတ်ပူပဲမဲ့တကယ်တမ်းအကြောင်းကိုရောက်လာတဲ့အခါမှာကျမထင်တာနဲ့တခြားစီဖြစ်သွားတယ်ပေါ့နော်။သားလေးကအရန်ကိုလိမ်မာလာပြီးတော့သူ့တီချာကဘာပြောလိုက်တာဘလို့ဆိုပြီးတော့အရန်ကိုလိမ်မာလာတယ်ပြီးတော့သူ့ကိုယ်သူ confidence level ကလည်းလုံးဝစိုးဟိုက်ပဲပေါ့နော်။ပြီးရင်နောက်တစ်ခုကကြတော့ထူးခြားတာနောက်တစ်ခုကျတော့သူကအိမ်မှာကြောင်းနေလာပြီးတပတ်လောက်ကတည်းကအိမ်မှာသူကမြန်မာလိုတစ်လုံးမှမပြောတော့အိမ်မှာရှိတဲ့သူတွေကိုအကုန်လုံးအင်္ဂလိပ်လိုပဲပြောတယ်ပြီးရင်သူကြည့်တဲ့ YouTube channel ကနေပြီးတော့သူကြည့်တဲ့ဟာတွေမှာကျမတို့ကဝင်ပြောလိုက်လို့အတန်တော့မှားရင်လည်းမာမီ that's wrong ဆိုပြီးတော့ကျမတို့ရဲ့အမားတွေကိုသူကထောက်ပြတယ်အဲ့တော့သူ့ရှေ့မှာကျမတို့ကတော့မှလေတော်တော်သတိထားရတယ်ပေါ့နော်ပြီးရင်နောက်ပြီးကျရင်ဒီ SKD ကနေနောက်ထပ်ကောင်းတဲ့အကျင့်တစ်ခုကဘာလဲဆိုလို့ရှင်သူကFriday bat ကိုသူကပြန်ထည့်ပေးလိုက်တယ်အဲ့မှာသူတစ်ပတ်လုံးတင်လာခဲ့သမျှစာကိုအိမ်မှာရှိသမျှလူကုန်ကိုတသားလေးကပြန်ပြီးတော့တင်ပေးတယ်ပေါ့နော်ဒါကျမတို့ဆိုရင်တောက်ကြနေဆိုရင်သူပြန်လာပြီဆိုတော့လည်းသိတယ်စာသင်ခံရတော့မယ်ဆိုပြီးတော့လေတနေ့ကို2ခါ3ခါလောက်တော့သူသင်ပေးတယ်ညအိတ်တဲ့ဒီအိတ်ရတဲ့ဒီအဲ့ဒီသူရဲ့ Friday batch ကိုယူလာပြီးတော့အကုန်ထုတ်ပြတယ်သူသင်ခဲ့တဲ့ဟာတွေပေါ့လမ်းမှာသွားလို့ရှိရင်လည်း traffic light ကိုသူသင်ခဲ့တဲ့အပတ်ဆိုလို့ရှိရင်ဟာ traffic light က red ဖြစ်နေတယ်ဆိုရင် daily ဘာလို့ရမှာလဲသူသင်ခဲ့တဲ့ဟာတွေအကုန်လုံးကျမတို့ပြန်သင်ပေးတယ်ပြီးရင်ညဆိုလို့ရှိရင်လည်းသူ story တွေဖတ်ပြတယ်ကျမတို့တွေကအခုညဆိုရင်တမိသားစုလုံးဘယ်သူမှဖုန်းနေမကြည့်ရတော့ဘူးသူကျေစုနေပေါ့နော်အဲ့ဒါသူယူလာတဲ့ story ကိုဖတ်မယ်ဆိုပြီးတော့ကျမတို့တွေလည်း story တွေဖတ်ကြတယ်ပေါ့နော်မိသားစု family time လေးညဆိုလို့ရှိရင်အကုန်လုံးရတယ်ပေါ့ဒါလည်းကျမထင်တဲ့ဒါ SKD ကိုရွေးချယ်ထားတဲ့အကျိုးကျေးဇူးတွေပေါ့နော်ပြီးရင်နောက်ပြီးကြတော့ဒါကျမဆိုလို့ရှိရင်ကျမတို့လင်မယားနဲ့ဆိုတော့ဖေရောမေရောအလုပ်ရှုပ်တဲ့ခါကျတော့တသားတို့ရဲ့စာတွေကိုပြန်သင်ပေးနိုင်တာမျိုးတွေပြန်လုပ်ပေးနိုင်တာမျိုးတွေကျမတို့အရင်မလုပ်ပေးနိုင်ဘူးသူတို့မေတ္တာပေးနိုင်တယ်ချစ်ပေးနိုင်တယ်သူတို့ပြောတဲ့ဟာတွေဟိုနားထောင်ပေးနိုင်တယ်သူတို့ဘယ်လောက်တိုးတက်လာလဲကိုကျမတို့ကြည့်ပေးနိုင်တယ်ပေါ့နော်အမှသူကလေတခြားဟို physical ဘိုင်းရော mental ဘိုင်းရောတသားလေးကတော်တော်ကိုတိုးတက်လာတယ်သူများကို share ရမယ်လုပ်ရမယ်ဆိုတော့သိတယ်ပြီးရင်သူ့ကိုသင်ပေးတဲ့ teacher စုပေါ့နော်teacher စုကဒီလိုမလုပ်နဲ့လို့ပြောတယ် teacher စုကဘာပြောတယ်ဆိုပြီးတော့သူအဲ့ဒါကိုတော်တော်လေးနားထောင်လာတာမျိုးတွေလည်းကျမတို့တွေတွေ့ရတယ်ပေါ့နော်ဒါထူးထူးခြားခြားအနေနဲ့ဆိုလို့ရှိရင်တော့ကိုကတော့ကလေးကိုစာတွေမလုပ်ပေးနိုင်ပေမဲ့လည်းသူ့ဘာသာသူကတော့ပုံမှန်ကတော့သွားတာပဲအိမ်မှာဆိုလို့ရှိရင်သူတွေးတဲ့စကားလုံးတွေဆိုလို့ရှိရင်လည်းအဲ့ဒါဘာဒါဘာဆိုတာမျိုးတဲ့အားကိုကျမတို့သူမေးလဲမေးတယ်သူသိတာကိုလည်းပြောပြတယ်ပေါ့နော်ဘယ်လောက်ထိပြောပြလဲဆိုမမီးတဲ့ swimming pool ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတာအထိကိုဒါကြသူသိနေတဲ့ဟာတွေကိုသူဘယ်လိုတွေသိနေတာလဲပေါ့နော်အဲ့ကြောင့်ကျမအနေနဲ့တော့ဒါကျမတို့လင်မယားနဲ့အောင်စလုံး SKD ကိုသားကြီးကိုထားခဲ့တော့ကလည်းရွေးချယ်တာမှန်တယ်ဆိုပြီးတော့တွေးခဲ့တယ်စဉ်းစားခဲ့တယ်နေပြည်တော်ကနေရန်ကုန်ကိုပြောင်းလာတော့လဲဒါသားကြီးကိုစိတ်ပူပဲမဲ့တကယ်တမ်းကျတော့အဆင်ပြေခဲ့တယ်ပေါ့နော်အကြောင်းကြီးမှာလဲသူ့ဆရာမတွေလည်းအရန်ချစ်ကြတယ်အခုအငယ်လေးဖြစ်တဲ့ဒီလူကိုလည်းဒီမှာလာပြီးတော့ preschool ကိုလာပြီးတော့ join ပြန်တော့လဲတကယ်ကိုစိတ်ကျေနပ်မှုရခဲ့ပါတယ်အဲဒါကြောင့်မလို့တခြားမိဘတွေလည်းကိုကလေးကိုဟိုတကယ်ကို investment လုပ်ချင်တယ်ကလေးရဲ့ရေရှည်ရော investment လုပ်ချင်တယ်သူရဲ့ငယ်တဲ့ဘဝမှာလည်းစာနဲ့တယ်မဟုတ်ဘူးဒီစိတ်ပိုင်းဆိုင်ရာတွေရောအကုန်လုံးပေါ့နော်ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုလို့ရှင်တော့ဒါ SKD ကရွေးချယ်တဲ့အကြောင်းတစ်ကြောင်းပါလို့ကျွန်မတော့ recommend ပေးချင်ပါတယ်ရှင်